မိတ်ဆွေတို့ရေစောင်းရာသီမှာနေဝင်လေးတွေဘာကြောင့်ကြာဆင်းလာတာလဲဆိုတာကိုစဉ်းစားမိဘူးကြာလားဗျဒါအသေးပဲနေကြကြောင်းပြချက်တွေရှိကောင်းရှိနိုင်ပေမဲ့တကယ်ကျတော့ဒီနေဝင်လေးတွေရဲ့နောက်ွယ်မှာအရန်ကိုလမ်းမောစရာကောင်းတဲ့ပုံမီလေးတစ်ပုဒ်ရှိလို့နေခဲ့တာပါလက်ချောင်းလေးတွေစားခြုံထက်လာတဲ့ကက်ကြီးတွေကိုပိုင်ဆိုင်ထားရတဲ့လူငယ်တယောက်သူကထိတွေ့ခြင်းပေမဲ့ထိလာတိုင်းသူတစ်ပါးကိုနာကျင်သွားစေမဲ့ဖြစ်စိုးမျိုးကိုကြုံတွေ့နေရသူပါလူတန်ဝိုင်းရဲ့ဆက်ဆူးခြင်းစိတ်နဲ့ကြောင်ရမှုတွေကြားမှာပိတ်မိနေတဲ့ဖြူစင်တဲ့နှလုံးသားပိုင်းရှင်လေးအက်ဒဝါအကြောင်းကိုပြောကြရအောင်ပါဒီနေ့ကျွန်တော် recap လုပ်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့နာမည်ကျော် director ထင်ဘာတွန်ရဲ့လက်ရာ Genre Fantasy Romantic Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ Edward Scissorhands ကကြီးလက်လူသားလို့မြည်ပေးထားပါတယ်ဒီဇာတ်လမ်းလေးကိုကျွန်တော် recap လုပ်ပေးသွားမှာပါဒီဇာတ်ကောင်ဆိုရင်မင်းသားကြီး Johnny Depp ရဲ့ iconic character တစ်ကောင်ပဲဖြစ်ပါတယ် Johnny Depp ရဲ့ထင်ရှားလာတဲ့ character တွေကတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့အားလုံးသိထားကြတဲ့ Pirates of the Caribbean ရုပ်ရှင်ဇာတ်ကားတွေထဲက Captain Jack Sparrow Edward Scissorhands Alice in Wonderland ဇာတ်ကားတွေက Mad Hatter အုတ်ထုတ်သမားနဲ့ကျွန်တော်ငယ်ငယ်တုန်းကကြည်ဘူးခဲ့တဲ့ Charlie and the Chocolate Factory ဇာတ်ကားတွေက Willy Wonka ဆွီနီထုံးနဲ့ Fantastic Beasts ရုပ်ရှင်ဇာတ်ကားတွေထဲကဗီလိန်ကြီး Gala Grindelwald တို့ပဲဖြစ်ပါတယ်ဒီနေ့တော့ Edward Scissorhands အကြောင်းကိုဇာတ်လမ်းလေးပြောကြရအောင်ပါဇာတ်လမ်းလေးမစားတင်ခင်ကျွန်တော်တို့ရဲ့ Lighthouse Recap Channel လေးကို Subscribe လေးနှိပ်ပေးပြီးဒီဗီဒီယိုလေးကိုလည်း Like လေးပေးထားကြပါအောင်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဇာတ်လမ်းလေးစလိုက်ကြရအောင်ပါ Edward, this is our daughter, Kim. Kim, this is Edward, who's going to live with us. Hi. တခါတော့ကနှင်းတွေကျနေတဲ့ညာချမ်းချိန်ခါမှာကောင်မလေးကြောက်ဟာသူမရဲ့ဘွားဖြစ်သူကိုဒီနေ့တွေကဘက်ကဖြစ်ပေါ်လာတာလဲဆိုတဲ့နှင်းတွေရဲ့အကြောင်းကိုစတင်မေးမြန်းလိုက်ပါတယ်ဒါအရင်ရှင်းလင်းရတဲ့ပုံမြင်တစ်ပုဒ်ပဲပေါ့ကွယ်အဘဖြစ်သူကပြောလိုက်ပေမဲ့ကလေးမလေးကအိမ်ပြောသေးပဲအဖွားဖြစ်သူရဲ့အိယာဝင်ပုံမြင်တစ်ပုဒ်ကိုနားထောင်ကျင်နေခဲ့ပါတယ်ဒီလိုနဲ့ပဲဘွားကလည်းကက်ကြီးလူသားအကြောင်းကိုစတင်ပြောပြလိုက်ပါတယ်သူကလက်မှာကက်ကြီးတွေတက်ဆင်ထားတဲ့ကောင်လေးတယောက်အကြောင်းကိုပြောပြလိုက်တာပါလွန်ခဲ့သောနှစ်ပေါင်းများစွာကအကြောင်းတွေကိုပြန်လဲအောင်းမေရင်အဘဖြစ်သူကပြောပြနေတာကြောင့်ဇလန်လေးကတော်လေးရှည်လျားလာပါတယ်ဒီမျိုးလေးမှာတီထွင်မှုတွေများစွာပြုလုပ်ခဲ့တဲ့တီထွင်သူကြီးသူရှိခဲ့ဘူးပါတယ်သူတီထွင်မှုတွေထဲမှာအထူးဆန်းဆုံးအရာကတော့ကက်ကြီးတွေတက်ဆင်ထားတဲ့လူသားတယောက်ပဲဖြစ်ပါတယ်ဒါပေမဲ့ထူးဆန်းတဲ့ဒီလူသားမှာစဉ်းစားဆင်ခြင်တတ်တဲ့ဦးနှောင်းနဲ့လူသားတယောက်လိုပဲခံစားနိုင်တဲ့လုံသားတစ်ခုကိုထည့်သွင်းပြုလုပ်ထားတာပါဒါပေမဲ့ဝမ်းနည်းမှုတစ်ခုကလည်းရှိလို့နေပြန်ပါတယ်ဒါကတော့တီထွင်သူကြီးဟာသူဖန်တီးခဲ့တဲ့လူသားကိုအဆုံးသတ်လို့မပြီးခင်မှာပဲဆုံးပါသွားတာကြောင့်ပါအဲ့ဒီကန်ကျေးလက်နဲ့လူသားကိုတော့တီထွင်သူကြီးကိုယ်တိုင်ပဲအက်ဒဝါလို့နာမည်ပေးခဲ့ပါတယ်နေသားတဲ့နေ့မှာတော့ခဲရောက်ဝင်းစုံဝေးစင်ထားတဲ့ဖက်ဆိုတဲ့မြို့သမီးတူဟာသူမရဲ့အလားကုန်ပစ္စည်းတွေကိုတငယ်ချင်းတွေထံလိုက်လံရောင်းချနေပါတယ်သူမအတိုင်ဝင်တိမ်ထွက်ရောင်းချခဲ့ပေမဲ့အလားကုန်ပစ္စည်းတွေကိုဘယ်သူမှလည်းစိတ်ဝင်စားကြပဲဘယ်သူကမှလည်းမဝယ်ခဲ့ကြပါဘူးဖက်ကလည်းနောက်ဆုံးအနေနဲ့တောင်ကုန်းပေါ်မှာရှိတဲ့ထူးဆန်းတဲ့အင်ကြီးစီကိုရောက်သွားခဲ့ပါတယ်။အဲဝါစရာကောင်းတာကဒီအင်ကြီးထဲမှာအရင်ကလှပတဲ့အပင်တွေကိုတွေ့လိုက်ရတာပါပဲ။ဖက်ကလည်းရင်သက်ရှူမောပဲကောင်းလာတဲ့အလားစင်မှုတွေကိုငေးမောရင်းနဲ့ပဲအင်ရှင်တွေကိုအော်ခေါ်လိုက်ပါတယ်။ဒါပေမဲ့ဘယ်သူကမှတုံ့ပြန်မှုမရှိခဲ့ပါဘူး။ဒီလိုနဲ့ဖက်ကလည်းတကားကလည်းဖွင့်ထားတာကြောင့်သူကိုယ်တိုင်ပဲအထဲကိုဝင်သွားခဲ့ပါတယ်။သူမတွေ့လိုက်ရတာကထူးခြားတဲ့စရန်တရားကြီးတွေနဲ့ကြောက်စရာကောင်းတဲ့စွန့်ပစ်ထားတဲ့အင်ကြီးလုံးဖြစ်လို့နေပါတော့တယ်။ဘက်ကလည်းထူးဆန်းလာတဲ့ဒီအင်ကြီးတွေမှာဘာတွေများရှိနေမလဲတီးကျစိတ်ကပြင်းပြတာကြောင့်ခြောက်ချားစရာကောင်းတဲ့လေကားကြီးကနေပဲအပေါ်ဓာတ်ကိုတက်သွားခဲ့ပါတယ်အင်ရှင်တွေကိုရှာပေမဲ့လည်းအင်ရှင်တွေကိုမတွေ့ရပဲအပေါ်ဓာတ်မှာတော့ပြည့်စည်နေတဲ့အသေးသားချမ်းကင်းကြီးနဲ့နိုင်ရမှာကန်ထားတဲ့မှတ်တမ်းဟောင်းတွေကိုပဲတွေ့လိုက်ရပါတယ်ရုပ်တရက်အတန်းတစ်ခုထွက်ပေါ်လာတာကြောင့်သူမှလည်းလှည့်ကြည့်လိုက်တဲ့အခါမှာလူပုံတဲ့အရေးတစ်ခုကိုအခန်းထောက်တဲ့နေရာမှာတွေ့လိုက်ရတာပါပဲဒါအင်ရှင်မျိုးသားတယောက်ပဲလို့ထင်လိုက်တဲ့အဖက်ခါအင်ရှင်ကိုနှုတ်ဆက်လိုက်ပါတယ်ဒါပေမဲ့အရေးထဲကအမျိုးသားဟာဘက်စီကိုချီးကပ်လာတော့ထိုမျိုးသားဟာပုံမှန်မဟုတ်ဘူးဆိုတာကိုဖက်တယောက်တွေ့လိုက်ရပါတယ်။သူ့ရဲ့လက်ချောင်းတွေမှာလည်းချွန်တက်တဲ့အသွားတွေကိုတွေ့လိုက်ရပါတယ်။ဖက်ကလည်းထိတ်လန့်သွားပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ထူးဆန်းတဲ့ကောင်လေးကဖက်ကိုထွက်မသွားဖို့တောင်းပန်လိုက်ပါတယ်။ Stupid of me. I'll just be going now. Don't go. ဒီလိုနဲ့ဖက်ကကောင်လေးရဲ့ထင်ရှားလာတဲ့ပုံစံကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့သူ့ရဲ့လက်ချောင်းတွေဟာကက်ကြီးတွေဖြစ်နေတာကိုထူးဆန်းစွာတွေ့လိုက်ရပါတယ်။ထူးဆန်းလာတဲ့ကောင်လေးကိုဖက်ကမင်းကဒီအင်ကြီးထဲမှာတယောက်တည်းနေတာလားမိဘတွေကရောလို့မေးလိုက်ပါတယ်ကောင်းလေးကလည်းရိုးသားစွာပဲသူ့နာမည်ကအက်ဒဝါဖြစ်ကြောင်းနဲ့သူ့ရဲ့ဖခင်ကဆုံးပါသွားပြီဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်ကောင်းလေးပေါ်သနာစိတ်ဝင်သွားတဲ့ဖက်ဟာကောင်းလေးရဲ့မျက်နှာပေါ်ကအမာရုပ်တွေကိုသတိထားမိသွားပါတယ်ဒီလိုနဲ့သနာစရာကောင်းလေးအက်ဒဝါကိုဖက်ကယူနာတန်းပြီးသွားပြီးသူတို့ရဲ့အိမ်ကိုလိုက်ခဲ့ဖို့ခေါ်သွားပါတော့တယ်အက်ဒဝါကတော့ဖက်ရဲ့ကားပေါ်မှာပျော်ပျော်ရွှင်ရွှင်နဲ့ပဲလိုက်သွားခဲ့တာပါအက်ဒဝါအတွက်တော့သူမရောက်တဲ့နေရာအသစ်တစ်ခုကိုရောက်သွားသလိုမျိုးသူမျိုးသားတွေရဲ့လှုပ်ရှားသွားလာမှုတွေကိုတွေ့ရတော့တော်လေးစိတ်လှုပ်ရှားနေခဲ့ရတာပါဒီလိုနဲ့အိမ်ရောက်တဲ့အခါမှာဖက်တို့မိသားစုရဲ့အေကန်တွေကဓာတ်ပုံတွေကိုတွေ့လိုက်ရပါတယ်
Edward ကတော့ဓာတ်ပုံတွေကမျိုးသမီးငယ်လေးတူရဲ့ပုံကိုတွေ့လိုက်ရတဲ့အခါမှာအတော်လေးကိုသဘောကျနေခဲ့ပါတယ်။ဖက်က Edward ကိုဝေစားလဲဖို့အခန်းထဲကိုခေါ်သွားလိုက်ပါတယ်။ Edward ကအခန်းထဲမှာပစ္စည်းတွေကိုရှောက်ကြည့်ရင်မတော်တဆရေမွေးရာကြီးပေါ်ကိုကန်ကြီးနဲ့ထိုးဖောက်မိသွားပါတယ်။သူဟာဝေလဲဖို့အတွက်တောင်တော်လေးဒုက္ခရောက်နေတာပါ။နောက်ဆုံးမှာတော့ဖက်ကပဲကူညီပေးခဲ့ရပါတယ်။အိမ်ပြည်ဘက်မှာတော့ဘက်တယောက်ထူးဆန်းတဲ့လူသားကိုခေါ်လာတယ်ဆိုတဲ့သတင်းဟာရက်ွက်တစ်ခုလုံးကိုပြန့်နှံ့သွားပါတော့တယ်။ဒါကြောင့်အင်ဂျီချင်းတွေကလည်းဒီထူးဆန်းတဲ့လူသားကိုစမ်းဆူးဖို့ရောက်လာကြတာပေါ့။အဲ့ဒီညမှာပဲအက်ဒဝါကမိသားစုနဲ့အတူညစာစားခဲ့ပါတယ်။မိသားစုဝင်တွေကကြောက်တာရောထူးဆန်းတာကြောင့်မှအက်ဒဝါစီကိုအာယုံပြေဝဆိုင်နေကြပါတယ်။အက်ဒဝါခမရမှာတော့သူ့ရဲ့ကံကြီးလက်တွေကြောင့်ထမင်းစားဖို့အတွက်တောင်တော်လေးရုန်းကန်နေရတာပါ။ညဘက်ရောက်တော့ဖက်က Edward ကိုအိပ်ရောက်ဖို့ပြင်ဆင်ပေးခဲ့ပြီး Edward ကလည်းနှွေးထွေးစွာနဲ့ပဲအိပ်ပျော်သွားပါတော့တယ်။နောက်နေ့မနက်မှာတော့ဖက်က Edward ရဲ့မျက်နှာပေါ်ကထူးဆန်းတဲ့အမာရုပ်တွေကိုမိတ်ကန်နဲ့ဖုံးဖို့ပေးဖို့ကြိုးစားနေပါတယ်။ဖက်ရဲ့ခင်မုန်းဖြစ်သူဘေးကတော့အင်ချန်ထဲမှာတစ်ပင်တွေကိုကဲကြီးတစ်ချောင်းနဲ့ဖျက်တောက်နေပါတော့တယ်။ Edward ရောက်လာပြီးသူကတစ်ပင်တစ်ပင်ကိုခဏတွင်းမှာဒိုင်နိုဆောပုံစံဖြစ်အောင်ပုံဖော်ပေးလိုက်ပါတယ်။ဖက်လိုဇနီးမောင်နှံဟာလည်းဝမ်းသာသွားကြပြီး Edward ရဲ့အံ့ဩစရာကောင်းတဲ့အရေးချင်းတွေကိုချီးကျူးလိုက်ကြပါတယ်။ရုပ်ရည်မျိုးသမီးတူဝင်လာပြီးEdward ဟာငရဲကန်ကနေလာတဲ့မကောင်းဆိုးဝါးတယောက်ပဲလို့ပြောပြလိုက်ပါတယ်။ဒါပေမဲ့မျိုးသမီးဟာ Edward ရဲ့ခြောက်ချားစရာကောင်းတဲ့ပုံစံကြောင့်ကြောက်လန့်ကထွက်ပြေးသွားပါတော့တယ်။မကြခင်မှာပဲတကားခောက်တန်ကြောင့်ဒါတရက်ကလုံးကအိမ်နီးနားချင်းတွေကဖက်ရဲ့အိမ်မှာရောက်နေတဲ့ဧည့်သည်တယောက်ကြောင့်ကိုသိချင်လို့ညာရောက်ရင်ပါတီလုပ်ကြရအောင်လို့ဖက်ကိုလာပြီးဖိအားပေးကြတာပါ။ Edward ကပါတီအတွက်ပါဝင်ပစ္စည်းတချို့ကိုလိဖြတ်ပေးနေပါတယ်။ရုပ်ရည် Edward တယောက်ဖက်ကိုဟင်းချက်ရမှာကူညီပေးနေတော့သူရဲ့တိတ်ဘွားကိုပြန်မြင်အောင်မိပါတယ်။ဒါအရင်တော့ကတီထွင်သူကြီးဟာသူရဲ့ဖန်တီးမှုတွေဟာလက်ရမြောက်လုံးတာကြောင့်အစားအစာချက်ပြုတ်တဲ့စရန်တရားတစ်ခုကိုတီထွင်ခဲ့မှုတာကြောင့်ပဲဖြစ်ပါတယ်။ညနေရောက်တော့ Edward တို့ရဲ့ BBQ ပါတီပွဲမှာတော့ဧည့်သည်တွေကအလှဆင်ထားတဲ့ဖက်တို့ရဲ့ပန်းဥယျာဉ်ကိုချီးကျူးနေကြပါတယ်။အမျိုးသားတချို့ကတော့ Edward ကိုလောင်ပြောင်သလိုစကားလာပြောကြပေမဲ့စိတ်ထားကောင်းတဲ့မျိုးသားကြီးတူကတော့မင်းဟာသူများတွေနဲ့မတူကွဲပြားနေတာအတွက်ကိုမတန်ဆွမ်းဘူးလို့အထင်မခံပါနဲ့ဆိုတဲ့အားပေးစကားတချို့ကိုလာပြောပါတယ်။အမျိုးသမီးတချို့ကတော့ပကံပြားတွေယူလာပြီးဇွန်းအောင်မကိုင်းနိုင်တဲ့ Edward ကိုမုတ်တွေခွန်ကျွေးနေပါတော့တယ်။ဒီညမှာ Edward ဟာသူ့အဖေရဲ့ပြင်းစရာကောင်းတဲ့ပုံမြင်တွေနဲ့ရဲစရာကြပြတချို့ဖတ်ပြနေတာကိုမြင်အောင်မိပါတယ်။အဲ့ဒီညမှာပဲဖက်ရဲ့သမီးဖြစ်သူ Kim ဟာသူမရဲ့တငယ်ချင်းတွေနဲ့ပျော်ပွဲစားကမ်ပိန်းတစ်ခုထွက်လာရာကနေပြန်ရောက်လို့လာပါတယ်။ဒီလိုနဲ့ Kim ကအိမ်ထဲကိုတိတ်ဆိတ်စွာရှောက်လာခဲ့ပြီးအခန်းထဲမှာ Edward တယောက်ကတော့ရှိလို့နေပါတယ်။ Kim ကမိကိုဖွင့်လိုက်တဲ့အခါမှာမန်နေကနေ Edward ကိုတွေးလိုက်တော့တရေဆိုပြီးလန့်អော်လိုက်ပါတယ်။ Edward ဟာလည်းလမ်းသွားပြီးမွေးရကိုထပ်ပြီးကန်ကြီးတွေနဲ့ထိုးမိပြန်တော့ရေတွေကိုပေါက်ထွက်ကုန်ပါတယ်။ဒီလိုနဲ့ Bill ကသူ့သမီးရဲ့အကြောင်းတွေကိုညီးတွားပြောဆိုနေရင် Edward ကိုအရက်တစ်ခွက်ပေးလိုက်ပါတယ်။ Edward ကပိုက်ကိုအသုံးပြုလိုက်ပြီးချက်ချင်းဆိုသလိုမူးသွားပါတော့တယ်။ဖက်က Kim ကိုခေါ်ပြီး Edward နဲ့မိတ်ဆက်ပေးဖို့လုပ်ပေမဲ့မူးနေတဲ့ Edward ကတော့ဂျမ်းမြေပေါ်လဲကျသွားပါတော့တယ်။နောက်နေ့မှာတော့ Joyce ဆိုတဲ့မျိုးသမီးတူကသူမရဲ့ပန်းခြံကိုအလှဆင်ပေးဖို့ Edward ကိုဖိတ်ကြားလိုက်ပါတယ်။ Edward ကတော့လှပသေးသက်စွာဖြင့်ညံရုံနှကောင်ကိုပုံဖော်ပေးလိုက်ပြီးJoyce ကတော့ lemonade တောက်ဖို့ပေးလိုက်ပေမဲ့ Edward ကတော့ချက်ချင်းဆိုသလိုအန်ချပစ်လိုက်ပါတယ်။တကယ်တော့ Edward ဟာညာကသူ့ကို Bill တိုက်ခဲ့တဲ့အရက်ထင်ပြီးအန်ချလိုက်တာပါ။နောက်တော့ Edward ဟာခင်ရဲ့မောင်လေးဖြစ်သူ Kevin ရဲ့စာသင်ခန်းထဲကိုရောက်သွားခဲ့ပါတယ်။သူကစက်ကိုတစ်ခုကိုရုပ်တစ်ခုဖြစ်အောင်ပြုလုပ်နိုင်ခဲ့တာကြောင့်ကျောင်းသူကျောင်းသားတွေကလည်း Edward ကိုဂုဏ်ပြုလိုက်ကြပါတယ်။ညရောက်တဲ့အခါမှာတော့မိသားစုကခင်ရဲ့တငယ်ချင်းတွေနဲ့အတူညစာစားကြပါတယ်။ Mr. Bill ကစကားပြောနေတော့Edward ကတော့မဲသားကိုယူဆိုင်လှီးဖြန်းနေခဲ့ပါတယ်။ဒီလိုနဲ့ရုတ်တရက် Edward လှီးဖြန်းလိုက်တဲ့အသားတုံးဟာခင်ရဲ့ဝေစားပေါ်ကိုပြုတ်ကျသွားတော့ခင်တယောက်တော်လေးစိတ်ဆိုးသွားပါတယ်။ Edward ရဲ့ကံကြီးစွမ်းရည်တွေကမျိုးသူမျိုးသားတွေကြားမှာနိုင်မကြီးလာခဲ့ပြီးနောက်နေ့မှာတော့ပရိသတ်တယောက်ရဲ့အိမ်မှာ Edward တယောက်အပင်ညှက်နေရပါတယ်။ Edward ကမျိုးသမီးရဲ့ခွေးဘူးလေးတစ်ကောင်ကိုလှပသေးသက်စွာညှက်ပေးလိုက်တာကိုတွေ့ရတော့Edward ရဲ့ကံကြီးတွေဟာလူအများကြားမှာချီးကျူးစရာဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ Edward ဟာတစ်ပင်ညှက်တဲ့အလုပ်ကနေမျိုးမှာရှိတဲ့ခွေးလေးတွေကိုပါတည်သက်လာပါစွာပုံဖော်ပေးနိုင်ခဲ့ပါတယ်။ဒီလိုချီကျူးစရာစွမ်းရည်တွေကိုမြင်လိုက်ရတဲ့ Edward ရဲ့အမာခံပရိသတ်တွေကတော့သူတို့ရဲ့သပင်တွေကိုညှက်ခိုင်းဖို့အထိဖြစ်လာပါတော့တယ်။ Edward ကလည်းစိတ်အားထက်သန်စွာနဲ့အချိန်တိုအတွင်းမှာလှပပြီးစမ်းသေးတဲ့သပင်ပုံစံတွေကိုပုံဖော်ပေးနိုင်ခဲ့ပါတော့တယ်။နောက်နေ့မှာတော့ Edward တယောက်ဟာခင်နဲ့သူမရဲ့ကောင်လေးတို့အတူရှိနေတာကိုမြင်လိုက်ရပါတယ်။အတွေးလိုနေတဲ့ကံကြီးလူသား Edward လည်းစိတ်နဲ့လူနဲ့ကက်အောင်အမြန်ကြိုးစားလိုက်ရပါတယ်။ Edward ပြန်ရောက်လာတဲ့အခါမှာတော့ခင်နဲ့သူမရဲ့ကောင်လေးတို့ဟာအိမ်တော်ကြံခဲ့တာကြောင့် Edward ရဲ့ကံကြီးစွမ်းနဲ့ပဲဖွင့်ပေးလိုက်ရပြန်ပါတယ်။နောက်တော့ Edward နဲ့ Pack တို့ဟာ TV show တစ်ခုမှာဖိတ်ကြားခြင်းခံရပါတယ်။ပရိသတ်တွေက Edward ရဲ့သပင်ညက်တဲ့အကြောင်းတွေ
သူ့ရဲ့ခြေတွေလက်တွေအတွက်ခွဲစိတ်မှုတွေပြုလုပ်ဖို့အစီအစဉ်ရှိသေးလားအစရှိတဲ့မေးခွန်းတွေကိုမေးကြပါတယ်နောက်ထပ်မျိုးသမီးတူကအက်ဒဝါကိုမင်းမရည်စားရှိလားဆိုရက်မေးခွန်းကိုမေးလိုက်ပါတယ်ဒီတော့အက်ဒဝါတယောက်ရှော့ခရသွားပြီးဘလို့ဖေးရမှန်းမသိဖြစ်သွားပါတော့တယ်သူတို့ရဲ့အစီအစဉ်ဟာ TV အစီအစဉ်တစ်ခုကနေတိုက်ရိုက်ထုတ်လွှင့်နေတာဖြစ်ပြီးခင်တယောက်ဟာလည်းအဲ့ဒီအစီအစဉ်ကိုကြည့်ရှုနေခဲ့ပါတယ်ခင်တယောက်ကကိုယိုကာယာဖြစ်သွားတဲ့အက်ဒဝါကိုမြင်လိုက်ရတဲ့အခါမှာအက်ဒဝါပေါ်တနာစိတ်ဝင်သွားပါတယ်ဒီလိုနဲ့အက်ဒဝါဟာလည်းရုတ်တရက်သူ့ရဲ့ကန်ကျေးတွေနဲ့မိုက်ခရိုဖုန်းကိုထိမိသွားပြီးဓာတ်လိုက်သွားပါတော့တယ်နောက်နေ့မှာတော့ Mrs. Joyce ကအက်ဒဝါကိုအလားပြင်စာတစ်ခုမှအလုပ်ပေးမယ်ဆိုပြီးဆိုင်ငန်းတစ်ခုကိုခေါ်သွားခဲ့ပါတယ်ဒီလိုနဲ့ပဲ Joyce ကပုံမှန်မဟုတ်တာကြောင့်အက်ဒဝါလည်းကန်ကောင်းစွာနဲ့ပဲထိုင်နေတဲ့ထိုင်ကုန်ကနေလဲကျသွားပါတော့တယ်အက်ဒဝါလည်းထွက်ပြေးလိုက်ပြီးနောက်တော့ Pack တို့မိသားစုနဲ့ဖီဇာဆိုင်တစ်ခုမှတွေ့လိုက်ပါတယ်ဒီလိုနဲ့အက်ဒဝါကလည်း Joyce ကသူ့ကိုစလုံးတစ်ခုကိုခေါ်သွားကြောင်းနဲ့ပြီးတော့သူ့ရဲ့ဝယ်စားတွေကိုချိုးလိုက်တယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်တော့ Mr. Bill ကစကားလမ်းကြောင်းကိုလွှဲလိုက်ရပါတယ်နောက်တော့ Pack ကအက်ဒဝါကိုဘန်ကိုခေါ်သွားပေမဲ့အက်ဒဝါမှာလူမှုဖူလုံရေးနံပါတ်ငွေကြေးပိုင်းဆိုင်မှုနဲ့အာမခံပစ္စည်းတွေမရှိတာကြောင့်ချင်းငွေပယ်ချခြင်းခံခဲ့ရပါတယ်ဒါ Mrs. Pack ကအက်ဒဝါကိုလူမှုတိုင်းဝိုင်းမှာတင်းတဲနဲ့ကိုချရာဘော်ကိုရက်တီနာနဲ့လုပ်ငန်းရှင်တယောက်ဖြစ်စေဖို့အတွက်အရင်းဒီအတွက်ငွေချေးဖို့ပဲဖြစ်ပါတယ်အက်ဒဝါရဲ့မာကန်ပရိသတ်တွေကနေရရှိတဲ့ထောက်ခံစာတွေကိုပြလိုက်ပေမဲ့လည်းဘဏ်ကအတိမတ်မပြုဘဲအက်ဒဝါရဲ့ credit score ကိုအရင်တိစောက်ဖို့အတွက်အကြံပြုပါတယ်နောက်တဲ့ဇက်ဝင်ကန်တစ်ခုမှာတော့ခင်နဲ့သူမရဲ့ကောင်လေးဂျင်တို့ဟာအက်ဒဝါကိုအသုံးချပြီးပစ္စည်းခိုးဖို့ငင်းခုန်နေကြပါတယ်ဂျင်ကသူမိဘတွေရဲ့အိမ်ကပစ္စည်းကိုခိုးယူမှာဖြစ်ပြီးခင်ကတော့တော်လေးစိုးရိမ်နေပါတယ်ညရောက်တော့အက်ဒဝါရဲ့အကူအညီနဲ့ပဲအိမ်ကိုဖောက်ထွင်းနိုင်လိုက်ပါတယ်အက်ဒဝါကတော့ဘာမှမသိပဲကူညီပေးလိုက်ရပြီးဂျင်တို့ဖွဲ့ရလုံခြုံရေးအချက်ပြတံမိလာတဲ့အထိအက်ဒဝါကိုကြောင်ပိတ်လိုက်ပါတော့တယ်ခင်ကတော့အက်ဒဝါကိုပြန်ဖွင့်ပေးဖို့ကြိုးစားပေမဲ့ဂျင်တို့တငယ်ချင်းတွေကတော့ထွက်ပြေးသွားခဲ့ပါတယ်ရဲတွေရောက်လာတဲ့ခါမှာတော့အိမ်ကိုဖောက်ထွင်းခဲ့တဲ့တကိုးဟာအက်ဒဝါကိုယ်တိုင်မဖြစ်လို့နေပါတော့တယ်ဒီလိုနဲ့ Pack နဲ့ Bill တို့လည်းရဲစခန်းကိုရောက်လာပါတယ်ဒါပေမဲ့ရှင်းနေရင်ရှောက်လဲချက်ကြောင့်တရားရုံးကအက်ဒဝါကိုစိတ်မနှဲသူဖြစ်တမ်းမှတ်ပေးပြီးပြန်လို့ပေးလိုက်ရပါတယ်အိမ်ပြန်ရောက်တော့သတင်းတောက်တွေကဝိုင်းအုံနေကြပြီးကင်ကတော့အခြေအနေတွေရှုပ်ထွေးကုန်တာကြောင့်အက်ဒဝါကိုပြန်ခဲ့ဖို့စ조사ခဲ့ပေမဲ့မဖြစ်နိုင်တော့တဲ့အကြောင်းတွေကိုရှင်းပြနေပါတယ်နောက်တစ်ခုကတော့အဲ့ဒီအိမ်ဟာဂျင်မြက်မိဘတွေအိမ်ဖြစ်ကြောင်းသူမကိုယ်တိုင်အက်ဒဝါရဲ့ပုံမှာအပြည့်ရှိသလိုခံစားရကြောင်းတွေကိုဝန်ခံပါတယ်ဂျင်ရောက်လာတော့ရန်ဖြစ်စကားများကြပြီးခင်ကထွက်သွားလိုက်ပါတယ်အက်ဒဝါကတော့သူ့ကိုတခိုးဖြစ်အောင်ထောင်ချောက်ဆင်ခဲ့တဲ့ဂျင်ကိုတွေ့ရတော့ဒေါသထွက်သွားပြီးကက်ကြီးတွေနဲ့နိုင်ရန်ကိုကုတ်ချနေပါတော့တယ်ဒီလိုနဲ့နေရက်တွေဟာခရစ်စမတ်ရာသီတို့ရောက်ရှိလာပါတယ်ဖက်နဲ့ကင်တို့ဟာခရစ်စမတ်သစ်ပင်အတွက်ပြင်ဆင်နေကြပါတယ်ခင်အပြင်ကိုထွက်လိုက်တဲ့အခါမှာတော့နှင်းတွေကြားနေတဲ့မြင်ကွင်းကိုတွေ့လိုက်ရပြီးအက်ဒဝါတယောက်ကတော့ရေခဲတုံးကြီးတစ်တုံးကိုထူးစစ်ကပုံဖော်နေပါတယ်ရေခဲစာလေးတွေဟာနှင်းမုံတွေလိုကြာဆင်းနေတဲ့ကြားမှာခင်တယောက်ပျော်ရွှင်စွာကားခုံရင်းရုတ်တရက်အက်ဒဝါရဲ့ကက်ကြီးတွေနဲ့ခင်ရဲ့လက်ကိုဒဏ်ရာရစေခဲ့ပါတယ်ဖက်ကတော့ခင်ကိုစေးထက်ပေးဖို့ခေါ်သွားနေတော့ဂျင်ကအက်ဒဝါကိုရန်ရှာပါတယ်ခင်ပြန်ရောက်လာတဲ့အခါမှာတော့ဂျင်ရဲ့တကူကောင်းဆန်တဲ့စိတ်ဓာတ်နဲ့ကိုချင်းစာတရားကင်းမဲ့မှုတွေအတွက်ရိုးသားတဲ့အက်ဒဝါဘောအသုံးချပြီးဖောက်ထွင်းဝင်ရောက်မှုတွေအတွက်ခင်ကဂျင်ကိုလမ်းခွဲလိုက်ပါပြီဒီလိုနဲ့အက်ဒဝါကလည်းသူ့ရဲ့တလွဲတချော်နိုင်လာတဲ့အဖြစ်အပျက်တွေအတွက်မြို့ကနေထွက်သွားဖို့လုပ်ပါတယ်ဖက်နဲ့ဘီလ်တို့ဟာလည်းရဲတွေနဲ့အတူအက်ဒဝါကိုလိုက်လံရှာဖွေနေကြပေမဲ့အက်ဒဝါကတော့အိမ်ပြန်ရောက်လို့လာခဲ့ပါတယ်ဒီလိုနဲ့ခင်ရောက်လာပြီးအထီးကျန်နေတဲ့အက်ဒဝါအတွက်နှစ်သိမ့်ပေးခဲ့ရပါတယ်အက်ဒဝါကအရင်တုန်းကတီထွင်သူကြီးကသူ့အတွက်လက်စုံကိုဖန်တီးပေးခဲ့ဘူးကြောင်းတီထွင်သူကြီးကအက်ဒဝါရဲ့လက်ချောင်းတွေကိုမတန်းဆင်ပေးနိုင်ခင်မှာပဲနှလုံးရောဂါကြောင့်ဆုံးပါသွားကြောင်းတွေကိုပြန်လည်မြင်အောင်မိနေပါတော့တယ်အက်ဒဝါကတော့သူ့ရဲ့ကံကြေးလက်တွေဟာတစ်ပင်နဲ့ရုပ်ထုတွေကိုဖန်တီးပေးနိုင်ပေမဲ့လူတန်ဖိုးထားရတဲ့လူသားမိန်းကလေးတယောက်အတွက်ဘာမှအသုံးဝင်မှုဆိုတဲ့စိုးရွားတဲ့ဖန်တီးမှုတစ်ခုပဲလို့တွေးတောနေမိပါတယ်ရုတ်တရက်အက်ဒဝါအပြင်ထွက်လာချိန်မှာမူပြီးမောင်းလာတဲ့ဂျင်မြက်ကားဟာခင်မြက်မောင်လေးဖြစ်သူကယ်ဗင်ကိုဝင်ရောက်တိုင်းပြီးတော့မလို့ဖြစ်သွားပါတယ်ဒါကြောင့်အက်ဒဝါကကယ်ဗင်ကိုကယ်နိုင်ပေမဲ့သူ့အတွက်ဘာမှအသုံးဝင်ဘူးလို့ယူဆနေတဲ့ကက်ဂျေးလက်တွေကြောင့်ပဲကောင်းလေးရဲ့မျက်နှာကိုထိရှာခဲ့ရပါတယ်ဒီလိုနဲ့ပဲကယ်ဗင်ရဲ့အသက်ကိုကယ်တင်ပေးနိုင်ခဲ့ပေမဲ့ဂျင်ကတော့အက်ဒဝါဟာကယ်ဗင်ကိုရန်ပြုတယ်လို့ဆိုဆွဲပါတော့တယ်ဒီလိုနဲ့ရဲတွေကလည်းအက်ဒဝါကိုတရားခံတယောက်လိုထင်သွားပြီးလိုက်ဖမ်းကြပါတယ်အက်ဒဝါကလည်းမြို့ကထွက်ပြေးပြီးသူနေခဲ့တဲ့တောင်ကုန်းပေါ်ကစံအိမ်ကြီးစီကိုပဲထွက်ပြေးလိုက်ပါတယ်ရဲတွေဟာလည်းစံအိမ်ကိုဝိုင်းထားလိုက်ပြီးခင်တယောက်ကတော့အက်ဒဝါနောက်ကိုစံအိမ်လေးကားကနေတဆင်လိုက်သွားပါတယ်ဂျင်လည်းလိုက်လာခဲ့ပြီးအက်ဒဝါကိုတန်းနဲ့ချင်းချောက်ပါတယ်ရုတ်တရက်ကြီးစံကခေါင်းမိုးပေါ်ကိုမှန်သွားပြီးအက်ဒဝါကတော့လဲကျသွားပါတယ်ဂျင်ကလည်းအက်ဒဝါကိုအနိုင်ယူပြီးထိုးနှက်နေပါတယ်အက်ဒဝါကိုရိုင်းနှက်နေတဲ့မြေခွင်းလေးကိုမကြည့်ရတဲ့ခင်ကလည်းဝင်ရောက်ကူညီပေးခဲ့ရပါတယ်ဒီလိုနဲ့ပဲ၃ယောက်သားရုံရင်ဆန်ခတ်တွေဖြစ်နေတော့အက်ဒဝါကသူ့ရဲ့ကန်ကျေးလက်တွေနဲ့ဂျင်ကိုထိုးလိုက်ပြီးဗရိမောက်ကနေတဆင်တွန်းချလိုက်ကဂျင်ပြောက်ကတော့သေဆုံးသွားခဲ့ပါတော့တယ်ခင်ကတော့အက်ဒဝါကိုချစ်တဲ့အကြောင်းတွေကိုဝန်ခံလိုက်ပြီးမျိုးသူမျိုးသားတွေရောက်လာတဲ့အခါမှာတော့ခင်ဟာ
Edward ရဲ့ကက်ကြီးလက်တွေကိုကင်လာပြီး Edward နဲ့ Jim တို့နှစ်ယောက်ဆုံးသေဆုံးသွားပြီဖြစ်ကြောင်းကိုပြောပြလိုက်ခါအဖွားဖြစ်သူရဲ့ပုံမြင်လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့တယ်။အဖွားဟာရှီလျာလာတဲ့ပုံမြင်လေးတစ်ပုဒ်ကိုအဆုံးသတ်လိုက်ပြီးမိမလေးကတော့အဖွားရဲ့အိယာဝင်ပုံမြင်လေးတစ်ပုဒ်ကိုနားထောင်နေတော့မှာEdward ဟာလူသားတစ်ယောက်မဟုတ်တာကြောင့်သူဟာဘတ်တော့မှအိုမင်းမသွားပဲသူ့အတွက်သေဆုံးခြင်းဟာလည်းရှိမှာမဟုတ်ဘူးလို့အဖွားကထပ်မံရှင်းပြလိုက်ပါတယ်။ဒီလိုနင်းတွေကြားနေတဲ့အချိန်ဟာ Edward တစ်ယောက်စံအင်ကြီးထဲမှာရေခဲရုပ်တွေကိုတူးစစ်နေတာလည်းဖြစ်နိုင်ကြောင်းအတိတ်ကအကြောင်းအရာလေးတွေကိုအမှန်ရစရာပြောဆိုရင်အဖွားအိုနဲ့မိမလေးတို့ရဲ့ပုံမြင်ဟာပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာ။ဇာတ်လေးကတော့ဒါပါပဲခင်ဗျာ။တောင်ကုန်းဘော်ကစံအင်ကြီးစီကနေနှင်းမုံလေးတွေကြားလာတိုင်းဒါဟာ Edward တယောက်ခင်မကိုတတိယရင်ရေခဲရုပ်လေးတွေထူးဆင်းနေတော့မဲဆိုတာကိုခင်တယောက်သိနေခဲ့ပါတယ်။မတူကြပြမှုဆိုတာကတော့တကယ်အပြစ်တစ်ခုမဟုတ်ပါဘူး။ဒါပေမဲ့လူသားမကလက်မခံနိုင်တဲ့အခါဘလောက်ပဲဖြူစင်တဲ့နှလုံးသားပဲရှိကန်စုံမိုးမောင်ကြားလာတတ်တယ်ဆိုတာဒီဇက်ကားလေးကမိမောင်းထိုးပြသွားခဲ့တာပါ။ချစ်ပေမဲ့အတူနေခွင့်မရတဲ့ထီထွေခွင့်မရတဲ့ Edward နဲ့ခင်တို့ရဲ့ဇလန်းလေးကတော့ရင်းထဲမှာဆွဲကြံရင်းနေမဲ့ဂန်နဝေဇက်ကားကောင်းလေးတကားဖြစ်ပါတော့တယ်ခင်ဗျာ။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင် recap တွေကိုအမြဲနေဆက်ပေးတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားဖို့မေ့ပါနဲ့ဦးဗျ။နောက်ထပ်ဇာတ်ကားကောင်းတွေနဲ့လည်းပြန်ဆောင်ကြပါမယ်။အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ။